ချင်းမိုင်မှာမြန်မာငွေ3,500ဝန်းကျင်မှာ12လအရေးကြရပြီးတော့ဒီလို mountain view ကိုနေ့တိုင်းမြင်ရမယ်အင်အားကိုမိတ်ဆက်ပေးပါမယ်နာမည်ကြီး developer Onsria ဆောက်လုပ်ပေးထားဖြစ်လို့ quality ဘိုင်းနဲ့ပေးထားတဲ့ facility service တွေကအရန်ကိုကောင်းမွန်ပါတယ်ခုရောက်ရှိနေတဲ့နေရာကတော့ club house အတွက်နေရာလေးဖြစ်ပြီးအထက်မှာဒီလို swimming pool အကျယ်ကြီးဒီဘက်မှာဆိုရင် gym room ပန်းချံ area လုံးဝအကျယ်ကြီးပါပါတယ် resort style မှာ country side style လေးဖန်တီးပေးတာဖြစ်လို့ကျေးလက်နဲ့မြို့ပြရောရှက်မှုပုံစံလေးအငွေ့သက်လေးကိုတစ်ခါတည်းခန်းစားနိုင်မှာဖြစ်ပါတယ်အိမ်ရဲ့အထူးခြားဆုံးအချက်ကတော့ဘေးနားမှာကျွန်တော် garden area အတွက်မြေ area အကျယ်ကြီးပါပါတယ်ကျွန်တော်တူတူတစ်ချက်လိုက်ကြည့်ပေးပါအောင်အဲဆိုရင်တော့ဒီအိမ်လေးကိုမင်္ဂလာပါအိမ်ရဲ့ဖွဲ့စည်းပုံကတော့ဝင်လာခြင်းဒီနားမှာ living area အတွက် sofa လေးလုပ်ပေးထားပါတယ် living space လေးဖြစ်ပါတယ်ဒီဘက်မှာဆိုရင်တော့ dining area အတွက် dining table လေးကိုမီတာ6ယောက်စာကြကြဝန်းလေးလုပ်ပေးထားပါတယ်ပြီးရင်ဒီဘက်မှာကဖိုးဖဖတို့အတွက်အောက်ထပ်မှာအခန်းဖွဲ့စည်းပေးထားဖြစ်ပါတယ်ပြီးရင်ဒီဘက်မှာကကျွန်တော်ခုနကပြောတဲ့မြေ area အကျယ်ကြီး garden view ပဲဖြစ်ပါတယ် garden area ဖြစ်ပါတယ်တော်တော်လေးကိုစိမ့်စိမ့်ဆူဆူနဲ့ကျွန်တော်တော်တော်ကြိုက်ပါတယ်ပြီးရင်ဒီဘက်မှာအဲ့တဲ့အတွက် common toilet လေးတစ်ခုပါပါတယ်ဒါကတော့ကျွန်တော်ရွှေတွေမြန်မာတွေအကြ separate kitchen ဖြစ်ပါတယ် separate door လေးနဲ့ပြီးရင်နောက်မှာလည်းမိဖို့ကန်ထပ်ထုတ်လို့ရပါသေးတယ်အမိုးလေးဆွဲပြီးတော့ဒါဆိုရင်တော့ကျွန်တော်တူတူအပေါ်တစ်ချက်လိုက်ကြည့်ပေးကြပါအောင်ခင်ဗျမင်္ဂလာပါဒုတိယထပ်ကတော့အခန်း3ခန်းနဲ့ဖွဲ့စည်းပေးထားဖြစ်ပြီးဒါကတော့ main master bedroom ဖြစ်ပါတယ်တင်လင် height ကလည်း3 meter ဖြစ်လို့တော်တော်လေးကိုကျယ်ဝန်းပါတယ်ပြီးရင်ဒီဘက်မှာ outdoor living room လေးဖြစ်ပါတယ်ကျွန်တော်တို့မိသားစုတွေနဲ့ family time လေးဖန်တီးလို့ရပါတယ်ပြီးရင်ဒီဘက်ကတော့ closet area အတွက် cabinet လေးလုပ်ပေးထားဖြစ်ပြီးဒါကတော့ bedroom လေးဖြစ်ပါတယ်တော်တော်လေးကိုကြဲကြဲဝန်းလေးပါတုံးထားတဲ့ parking ရာအစလုံးဝကိုကောင်းကောင်းမွန်မွန်နဲ့စေနာထားတဲ့ developer ပဲတည်တာပါတယ်ပြီးရင်ဒါကတော့ဒုတိယအခန်းလေးပဲဖြစ်ပါတယ်ကြဲကြဲဝန်းလေးနဲ့တကယ်ကိုနေချင်းစရာနေရာလေးပါဒါကတော့နောက်ဆုံး best room လေးပဲဖြစ်ပါတယ်ဒီကနေကျွန်တော်တို့လမ်းမယူမြင်မှာဖြစ်ပါတယ်ရှေ့က club house view လေးပေါ့ဗျာဒီအခန်းလေးကโอเคဒါဆိုရင်တော့ဒါလေးကတော့ common toilet ဖြစ်ပါတယ်ဒါကတော့တအိမ်လုံးရဲ့ aircon တွေ smart door system တွေကို control လုပ်လို့ရတဲ့ smart home system ဖြစ်ပါတယ်ရှင်းမိုင်မှာအခြေချဖို့စဉ်းစားနေသူတွေအတွက် country side style မှာလုံးဝစိမ့်စိမ့်ဆူဆူနဲ့ mountain view ကိုနေ့တိုင်းမြင်ရမယ့်အပြင်အခန်းဖွဲ့စည်းမှုအရန်ကောင်းမွန်တဲ့အိမ်ဝယ်ယူကြည့်ရှုလို့ပါကျွန်တော် Limport Thailand ကိုဆက်သွယ်နိုင်ပါပြီ